Hello အားလုံးပဲမင်္ဂလာပါချစ်စုဆန်ပါရှင်ဒီနေ့တော့ချစ်စုတို့မိသားစုတွေလှော်ကားဥယျာဉ်ကိုအလေရောက်ခဲ့ပါတယ်ဒီလှော်ကားဥယျာဉ်ကိုအလေလာဖို့အကြံပေးတာကတော့ဒေသရှင်ကိုကြီးညီညီပဲဖြစ်ပါတယ်ရှင်ချစ်စုကတော့လှော်ကားဥယျာဉ်ကိုဒါပထမဆုံးရောက်ဘူးတာဖြစ်တဲ့ကြောင့်မို့အရင်လည်းပြောပါတယ်ချစ်စုတို့အမရှိရဲ့တိရစ္ဆာန်လေးတွေကိုအစာကျွေးဖို့အိမ်ကနေပြီးတော့မဝယ်ပါပဲနဲ့သူတို့အမရောင်းနေပေါ့နော်အသီးနှံလေးတွေကိုဝယ်ပြီးတော့ပဲကျွေးခဲ့လိုက်ပါတယ်ပြီးတော့တစ်တော်ရင်လည်းအများကြီးစော့ခဲ့ပါတယ်ရှင်ဒီဗီဒီယိုလေးကလွန်ခဲ့တဲ့2ရက်လောက်ကတောက်ခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အခုမှတင်ရတာပါချစ်စုနောက်မှာတွေ့နေရတဲ့စင်လေးကလေသူကလေချစ်စုလိုပဲဒီလားအစားပုတ်တယ်ပါဇက်ထဲမှာလေကျွေးတဲ့ကြံလေးတွေကိုတင်းထားပြီးတော့သူကလေထထပြီးတော့တောင်းနေအရင်ချစ်ဖို့ကောင်းတယ်ကဲဒါကတော့ချစ်စုတို့တွေ့နေရတဲ့ TikTok ဗီဒီယိုလေးတွေကိုလှလှပပလေးရိုက်ပြီးကင်မရာမန်ညီမလေးကူကူပဲဖြစ်ပါရှင်မြောက်စာလေးလည်းကျွေးခဲ့ပါသေးရဲ့ပြီးတော့ချစ်စုအစာကျွေးတဲ့အချိန်မှာတတိထားမိရတော့ကိုကပေါ့နော်သူတို့စားမယ်သူတို့အစာလေးသူတို့ယူပြီးရတယ်သူတို့ညသူတို့ပြန်တယ်အဲ့လိုမျိုးလက်ထဲကအထုပ်ကိုလူတာပါညာတွေတော့ချစ်စုမကြုံခဲ့ရဘူးဒါပေမဲ့သူများတွေအလူခံရတာမသိဘူးချစ်စုအမြင်မှာတော့သူတို့လေးတွေကသူတို့အစာလေးသူတို့ကောက်စားပြီးအဲ့လိုမျိုးနေတာပုံများတယ်လူနဲ့လည်းတိတ်မရင်ဘူးအစာအဲ့လိုအနီးကကျွေးနေတာမှထွက်ပြေးတယ်အရန်ချစ်ဖို့ကောင်းတယ်အမနှစ်ကောင်ကအမအစာလူနေတာချကျွေးထားရလဲအများကြီးအဲ့ဒါလူနေရတော့လောကမြောက်ကလေးနဲ့အပြိုင်ပေါ့နော်မချစ်စုကလည်းអော်ခဲ့ပါသေးရဲ့မြောက်တိုင်ကြည့်ရတယ်ကတော့ကိုယ်အတန်ကိုနားထောင်မျိုးအရင်ကအဲ့ဒီတစ်ကိုင်းပုံစံဒန်းလေးကိုပေါ့နော်ဝေးကနေကြည့်ရခါမှာနှိမ့်လေးလိုပဲကိုကထင်ခဲ့ရအဲ့ဒါနဲ့အရင်ဆုံးတီစိတ်နေကြီးပေါ့နော်တီကအရင်ဆုံးတစ်တော့ရိုက်တယ်သူစီရောလည်းပေါ့ပါပဲဆိုတော့အော်ကိုလည်းစီးမယ်ပေါ့နော်ကိုလည်းဆွေးလေးအမြင့်ပဲကြည့်လားအသေးရရပြီးကြောက်လို့တော့ပြောနေအမဒီစိတ်နေကြီးအဲ့ဒီဟာယူလွှဲလိုက်တဲ့အချိန်မှာအိုးရင်နဲ့ကိုအေးပြီးတော့လေခံစားနိုင်ဘူးမချစ်စုအမလောကမြောက်တင်နေပြန်မြောက်တိုင်ထွက်လာပါတယ်တီကတော့အမပြန်ပြီးဝစ်လေတာပေါ့နော်သူများကိုဟာဟာရည်ပြီးတော့သူလည်းပြုတ်ကြပါတယ်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ချစ်စုရဲ့ဗီဒီယိုလေးကိုကြည့်ပြီးရတော့ကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကောင်းသောနေ့ပါ